ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတယ်ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတယ်ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ည7:00 နာရီချိန်ညနိုးတို့အိမ်မှာလူတွေကထမင်းစားစပွဲကြီးမှာဝိုင်းထိုင်နေကြပါတယ်ဒေါခင်ကြီးဦးဖုံးမြင့်ကိုဝင်းနိုင်နဲ့ဆွေမျိုး3ယောက်ကစားစရာတွေကိုစိတ်လှုပ်ရှားစွာနဲ့စောင့်စားနေကြတော့တာပေါ့အဲ့ဒီချိန်မှာပဲတောက်ဖက်နဲ့တန်တစ်ချက်နဲ့ညနိုးရောက်လာပါတော့တယ်သူကဒီဇိုင်နာလက်ရာစင့်မြင့်အင်ကြီးကိုဝတ်ထားပြီးလေပင်မှာလည်းစင်ဆွဲကြိုးကြီးကတလက်လက်နဲ့တောက်ပနေတော့တာပေါ့လက်ထဲမှာစားတောက်ထုတ်တွေလည်းအပြည့်ပါပဲဒါရီအားလုံးကညစာအတွက်အသင့်မယ်အမေဒီနေ့ကျမအထူးအော်ဒါမှာထားတာဘယ်သူမှစားဖို့မှမဟုတ်ဘူးညနိုးကဘူးတွေကိုဖွင့်လိုက်တဲ့အခါလူတိုင်းရဲ့မျက်နှာတွေပြတ်သွားကြပါတော့တယ်ဘူးကြီးတွေထဲမှာပီဇာဘာဂါတရုတ်စာခောက်ဆွဲကြော်အာလူးချောင်းကြော်နဲ့အေးပလင်းတွေစီထားတာကြောင့်ပါသမီးမြတ်နို့ဒါရီကပါရီလေဒီနေ့အိမ်မှာဧည့်သည်တွေရှိရလေအမေကတော့အိမ်ချက်ထမင်းနဲ့ဟင်းလေးပဲစားချင်တာထမင်းရဲ့ဟင်းရဲ့ပေါ့အမေတို့မွေးကလေးကဒီထမင်းနဲ့ဟင်းမစားလာတာမှတ်လားအခုခေတ်ကခင်မိတဲ့လူနေမှုပုံစံဖြစ်နေပြီအမေတို့ဧည့်သည်တွေလည်းဒီလိုအစားအစာမျိုးမစားရတာကြာရောပေါ့အခုရတော့စားကြပါစေအောင်သမီးဒါပေမဲ့အန်တီတို့အိမ်ချက်ဟင်းစားချင်လဲစားကြပေါ့မစားချင်လဲနေပါကျမဘသူ့ကိုမှအတင်းမတိုက်တော့ပါဘူးဧည့်သည်တွေကတယောက်မျက်နှာတယောက်ကြည့်နေကြပါတယ်ဒေါခင်ကြီးရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝိုင်းလာပြီးဦးဖုံးမြင့်ရဲ့မျက်နှာကတော့ဒေါသကြောင့်နှီးမြန်းလာတော့တာပေါ့ညနိုးကတော့ဘာကိုမှဂရုမစိုက်ဘဲသူ့ခုံမဝင်ထိုင်ပြီးဘာကာကိုစားနေပါတော့တယ်ဒီလေးတို့ငါတို့ပြန်တော့မယ်ဘိုင်းမစားလို့လို့ပါမင်းတို့ပဲစားကြပါတော့မဟုတ်တာဗျာမဟုတ်တာကျေးဇူးပြုပြီးထိုင်ကြပါဦးမထိုင်တော့ပါအကူရဲ့တကယ်ပဲပြန်ဖို့အချိန်တန်ပါပြီသွားကြလေဘသူကတားနေလို့လဲညနိုးရဲ့ခါသီးလာတဲ့စကားတန်ကြောင့်လူတိုင်းလေးတုန်လှုပ်သွားကြပါတော့တယ်ဆွေမျိုး3ယောက်စလုံးထရက်ပြီးထွက်သွားကြပါတော့တယ်ညနိုးကတော့လှဲ့တောင်မကြည့်ဘဲဘာကာကိုပဲဆက်စားနေပါတော့တယ်ဒေါခင်ကြီးကစိတ်မကောင်းစွာနဲ့ခန်းထဲဝင်သွားပြီးဦးဖုံးမြင့်နဲ့ကိုဝင်းနိုင်ကတော့အေဒီရီကိုအိမ်ရှိတကားအထိလိုက်ဖို့ပေးကြတော့တာပေါ့ဒီလိုချွေးမှမျိုးဘသူကအိမ်ထဲခေါ်သွင်းတာလည်းမသိဘူးခင်ကြီးတယောက်ဘလို့များတီးခံနေရလဲငါသာဆိုရင်တော့ပြောလွတ်လိုက်ပြီဒီအိမ်ကိုနောက်ဘတောင်းမှမလာတော့ဘူးဒီလောက်အဆက်ခွဲခံရတာမျိုးတစ်ခါမှမကြုံဘူးဧည့်သည်တွေအပြင်ကိုထွက်လာတဲ့အခါလမ်းလေးရဲ့အောက်ဖက်နားကအိမ်လေးတစ်အိမ်ရှိမှပန်းလူရက်နေတာကိုတွေ့လိုက်ရပါတယ်သူကရိုးရိုးရှင်းရှင်းအင်ဂျီလေးနဲ့ကောင်းပါလေးပေါ်ပါလေးခြုံထားပေမဲ့မျက်နှာလေးကတော့ချိုမိန်တဲ့အပြုံးလေးရှိနေတော့တာပေါ့ဧည့်သည်တွေကိုမြင်တဲ့အခါတခုခုမှားနေပြီဆိုတာသူနားလေလိုက်ပါတယ်မင်္ဂလာပါအန်တီတို့အန်ကယ်တို့စောစောစီစီပြန်ကြတော့မလို့လားရောက်တာမကြသေးဘူးမလားအေးကွယ်သမီးရဲ့ကိစ္စလေးတွေရှိလာလို့ပါအန်တီတို့ထမင်းမစားရသေးဘူးမလားကျမအိမ်ကိုကြွပါအောင်ကျမဒီနေ့ဟင်းတွေချက်ထားတယ်မငင်းပါနဲ့နော်လာပါမြင်မြင်ကြွပါမဟုတ်တာသမီးရဲ့သမီးတို့မှာခက်ခဲဖြစ်နေအောင်မေးအန်ကယ်တို့မငင်းပါနဲ့လာကြပါအန်ကယ်တို့ဒီကိုမရောက်တာကြာပြီပဲဟာဘန်းတို့ကသူတို့နှစ်ယောက်ကိုသူ့ရဲ့အိမ်လေးတွေကိုခေါ်သွားပါတော့တယ်အိမ်ကသေးပေမဲ့တန်ရှင်းတည့်ရနေတော့တာပေါ့နေရာမှာဖျားပုံတော်တွေရှိပြီးကျမ်းမြေမှာလေးဖျားလေးခင်းထားပါသေးတယ်ဘန်းတို့ကပကံ3ချက်ကိုအမြန်ပြင်လိုက်ပါတယ်ပူပူနွေ့နွေ့ချပါတီပင်ဟင်းအာလူဟင်းချင်းပတ်နဲ့နွားနိုလေးတွေပါပါတယ်အစားတောက်တွေကရိုးရှင်းပေမဲ့မွေးပြက်နေတာပါပဲအန်တီနဲ့အန်ကယ်ထိုင်ကြနော်အိမ်မှာရှိတာလေးပဲချက်ထားတာမို့အများကြီးတော့မဟုတ်ဘူးနော်အိုးအရင်ကစားလို့ကောင်းတာပဲသမီးကအရင်စေတနာပါတာပဲသမီးရဲ့အန်ကယ်တို့ဒီလောက်အရသာရှိတဲ့လက်ရမျိုးမစားရတာကြာပြီသမီးလက်ရကတကယ်ကောင်းတယ်အန်တီနဲ့အန်ကယ်တို့ပျော်ပျော်ရွှင်ရွှင်စားကြတယ်ဆိုရင်ပဲကျမရဲ့ကြိုးစားမှုကအောင်မြင်ပါပြီရှင်သမီးကရှိတာလေးနဲ့စေတနာအပြည့်ကျွေးမွေးတာပဲဒါကငါတို့အတွက်တော့တကယ်ကိုဂုဏ်ယူစရာပါအဲ့ဒီချိန်မှာပဲဒေါခင်ကြီးလေးအဲ့ဒီကိုရောက်လာပါတော့တယ်သူကပန်းတို့ကိုကြည့်ပြီးပြုံးလိုက်ပါတော့တယ်သမီးပန်းတို့ဒီနေ့တော့သမီးကကုံတက်အောင်လုပ်ပေးလိုက်တာပဲသမီးကတကယ်ကိုအသိဉာဏ်ရှိတဲ့ကောင်မလေးပါအဲ့လိုမပြောပါနဲ့မေဒါကျမရဲ့တာဝန်မှတ်လားအမေကကျမရဲ့အမေလိုပဲလေအမေရဲ့ကုံတိတ်ခါကျမရဲ့ကုံတိတ်ခါပဲပေါ့မင်းတို့အိမ်နီးနားချင်းဟာရွှေလူလူစားမျိုးပဲအသိဉာဏ်ရှိလိုက်တာသမီးပန်းတို့ရဲ့သမီးကတော့တကယ်ကိုယတနာပါပဲဒီလိုမိန်းကလေးမျိုးအခုခေတ်မှာရှားတယ်ဟိုဘက်အိမ်ကတယောက်ကတော့တကယ်ကိုဘလူးမပဲအဲ့လိုမဟုတ်ပါအန်တီရဲ့သမီးကစိတ်ထားမြင့်မြတ်တယ်ဆိုတာပြလိုက်တာပဲငွေကြေးထက်စိတ်ထားပိုရေးကြီးတယ်သမီး
ပန်းနုကလူတိုင်းကိုဟင်းတွေထပ်ထည့်ပေးပါတယ်။ဘောင်ဝင်းကျင်တစ်ခုလုံးမှာပျော်ရွှင်မှုတွေနဲ့ကျဉ်းတဲ့မှုတွေပြည့်နေသွားပြီးဒေါခင်ကြီးရဲ့မျက်နှာလေးလေးပြန်လေးတောက်ပါလာပါတော့တယ်။ဂုံတိတ်ခါကိုတော့ထိမ့်လိုက်နိုင်ပြီပေါ့။လူတိုင်းလည်းပဲအတူတူထမင်းစားကြပါတော့တယ်။ပန်းနုကလူတိုင်းကိုနွားနိုလေးတွေတိုက်ပါတယ်။ဧည့်သည်တွေကလည်းအရင်ပြိုပြီးတော့ပြန်သွားကြတော့တာပေါ့။နောက်တနေ့မနက်9 နာရီမှတော့အောင်ကကျောင်းဝတ်စုံလေးဝတ်ပြီးမြနုတို့အိမ်ကမိဖို့ကျောင်းလေးဝင်လာပါတယ်။မြနုကစပွေးနားမှာလှုပ်ရှုပ်နေရင်အောင်ကိုထမင်းဘူးကမ်းပေးလိုက်တော့တာပေါ့။အမေထမင်းဘူးထဲမှာဘာပါလဲ ခောက်ဆွဲကြော်လေးမနေ့ကမှမှားထားတာ ။ဘာခောက်ဆွဲကြော်နောက်တစ်ခါလားအမေကကျွန်တော်ကိုဒါပဲနေတိုင်းကြွေးနေတာပဲကျွန်တော်ဒါတွေမစားချင်ဘူး ဒါဆိုပါစားချင်လို့လဲပါစတာလားပါကာလား ကျွန်တော်ချပါတီစားချင်တာအာလူချပါတီလေကျွန်တော်တငယ်ချင်းတွေအားလုံးကအိမ်ကချက်တဲ့ဟင်းတွေပဲယူလာကြတာသူတို့အမေတွေကကိုယ်တိုင်ချက်ပေးတာအမေကတော့အပြင်ကပဲမှာပြီးတယ် အောင်အမေကဟင်းမချက်တတ်ဘူးဆိုတာနားလည်စမ်းပါအမေမှအချိန်လည်းမရှိဘူး မသိဘူးထပ်မပြောပါနဲ့တော့ကျွန်တော်ဒီကဘာမှမစားချင်ဘူးအောင်ကထမင်းမှုကိုစပွဲပေါ်ပြစ်တင်လိုက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်ပြေးသွားပါတော့တယ်ညနုကတော့အိမ်မှာပဲရှင်းနေပေမဲ့သူ့ရဲ့မျက်နှာမှာနောင်တရတဲ့အရေးရောင်တွေလုံးဝမရှိပါဘူးအောင်ကအိမ်ကထွက်ပြီးဘေးနားကပန်းနုတို့အိမ်လေးစီကိုတန်းသွားလိုက်ပါတော့တယ်ပန်းနုကမိဖို့ကြောင့်မှဟင်းချက်နေပြီးသမီးလေးကတော့အမေနားမှာထိုင်နေရင်ကျောင်းစာတွေလုပ်နေတော့တာပေါ့အန်ဒီ ။အော်အောင်တားလေးလာလေကျောင်းသွားဖို့အချိန်တန်ပြီမှတ်လား အချိန်တော့ကြာပြီအန်ဒီဒါမဲ့အမေကကျွန်တော်ကိုခောက်ဆွဲကြော်တွေပဲထပ်ပေးတယ်ကျွန်တော်မစားချင်ဘူး ။ရပါတယ်တားရဲ့ထိုင်အောင်အန်တီဒီနေ့ချပါတီလောက်ထားတယ်။တားအတွက်လည်းထည့်ပေးမယ်နော် ပန်းနုကအာလူချပါတီ2ချက်နဲ့အချင်းရင်နွားနိုရည်ကိုဘူးထိန်အမြန်ထိပ်ပေးလိုက်ပါတော့တယ်အောင်မျက်လုံးလေးတွေကတောက်ပါသွားတော့တာပေါ့ကျေးဇူးတင်ပါတယ်အန်ဒီကအကောင်းဆုံးပဲ ။ဒါပေမဲ့တားကျောင်းကပြန်လာရင်ဘူးကိုပြန်ပေးနော်။မဟုတ်ရင်တားအမေစိတ်ဆိုးလိမ့်မယ် ဟုတ်ကဲ့ပါအန်ဒီတေချာပေါ့ပြန်ပေးပါမယ် ။ကိုကျောင်းတူတူသွားရအောင်လေ ကလေးနှစ်ယောက်လုံးကပျော်ရွှင်စွာနေပြီးကြောင်းသွားကြပါတော့တယ်ဒါပေမဲ့ဒေါရီကိုမျက်နှာကအပေါ်ထက်ပြတင်းပေါက်ကနေကြည့်နေပြီးဒေါသကြောင့်မျက်နှာတစ်ခုလုံးလေးနီးမြဲနေတော့တာပေါ့သူကလက်ကန်အိတ်ကိုဆွဲပြီးအပြင်ကိုထွက်လာပါတော့တယ်ပန်းနုရဲ့အိမ်လေးကိုတန်းဝင်သွားလိုက်ပြီးတော့ ။ညီကငါသားကိုအစားတောက်တွေပေးရအောင်ဘလောက်တောင်တတ်တိရှိနေလို့လဲ။ကျမသားလေးပိုက်ဆံနေမှာဆိုလို့စေတနာနဲ့ပေးလိုက်တာပါ။ငါ့ကိုစင်ချေတွေလာပေးမနေနဲ့။ညီတို့လိုစင်ရဲသားတွေရဲ့ညှစ်ပတ်တာတွေကိုငါသားကိုလာမပြနဲ့။ညီတို့ရဲ့ပုတ်တိုးနေတဲ့ဟင်းခက်မုံတွေကငါသားကိုဖျားနာအောင်လှုပ်လိုက်မယ်။အမကျမအားလုံးတန်ရှင်းရှင်းလှုပ်ထားတာပါ။အဆက်ပိတ်ထားစမ်းစကားတစ်လုံးမှမပြောနဲ့။နောက်တစ်ခါငါသားကိုအစားတောက်ကြွေးတာတွေ့ရင်ရဲတိုင်မယ်နော်သိလား ညနုကစိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားပါတော့တယ်ပန်းနုကတော့ဒီမာရင်ရက်ပြီးငိုနေတော့တာပေါ့သူဘာများမှားသွားလဲဆိုတာသူကိုယ်တိုင်လည်းနားမလည်နိုင်ပေအဲ့နောက်မှာတော့ညနေ9 နာရီမှာညနုကကြက်ထုတ်နေတဲ့အနက်ရောင်အင်ဂျီတူတူလေးကိုဝစ်စင်ထားပြီးသပင်းတွေကိုဖြန့်ကျက်ထားကမိတ်ကပ်တွေလည်းအပြည့်ပါပဲသူကဒေါခင်ကြီးဥဖုံးမြင့်ကိုဝင်းနိုင်နဲ့အောင်တို့ထိုင်နေတဲ့အိမ်ကင်းထဲမှာရက်နေတော့တာပေါ့ ။အားလုံးပဲနားထောင်ကြပါ။ဒီနေ့ကျမတို့ကျင်းငါးပွင့်ဟိုတယ်မှာညစာသွားစားကြမယ်။ကျမစပွဲမှာနေရာယူထားပြီးပြီ။သမီးရဲ့အိမ်မှာပဲစားရအောင်ပါ။အမေကအပြင်စားတွေသိမကြိုက်ဘူးသမီး။အမေကျမတို့ဒီနေ့သွားမှာပဲ။ကျေးဇူးပြုပြီးပူပေါင်းဆောင်ရွက်ပေးပါ ဒါမဲ့သမီးအဲ့ဒီမှာဈေးရန်ကြီးမှာပေါ့ ။အဖေငွေအတွက်တော့ဘာမှစိတ်မပူနဲ့။ကိုဝင်းနိုင်ရှာနိုင်ပါတယ်။သွားကြမယ် သူကဘသူစကားကိုမှနားမထောင်လို့အားလုံးကမတက်သားလို့ပြင်ဆင်ပြီးကားပေါ်တက်ကဟိုတယ်ကိုထွက်လာကြပါတယ်အဲ့ဒီဟိုတယ်ကရန်စီးကြီးတဲ့ကျင်းကားဝင်ဟိုတယ်ကြီးပါလှပတဲ့မီဆိုင်ကြီးတွေတောက်ပနေတဲ့စကြင်ကြောက်ကျမ်းပြင်တွေနဲ့မန်နီယန်တွေမှာလည်းကိုမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်နေရတော့တာပေါ့ဝန်ထမ်းတွေကလည်းအနက်နဲ့အဖြူဝတ်စုံတွေဝတ်ဆင်ထားကြပြီးတကူလုံးလေးရေမွေးနှံတွေတင်းပြန့်နေပါတယ်တားရတဲ့ဒီဂီတအတန်တွေလည်းပဲထွက်ပေါ်နေခဲ့ပါတယ်ကိုဝင်းနိုင်တို့မိသားစုကတောင်းကစပွဲတစ်ခုမှထိုင်နေကြတော့တာပေါ့ဒေါခင်ကြီးနဲ့ဦးဖုံးမြင့်ကတော့ဒီလိုနေရာမျိုးကိုပထမဆုံးချိန်ရောက်ဖူးတာဖြစ်လို့ဒေါခင်ကြီးကဟိုဟိုဒီဒီရှောက်ကြည့်နေမိပါတယ် ။အိုးဖေးရေဒီကလတ်ထိုင်ကအရင်အေးတာပဲ။ပုံးပေါ်ထိုင်နေရတယ်လို့ပဲ အိမ်ကဆိုဖားကလေဒီလောက်တော့ရှိပါတယ်မဟုတ်ဘူးလား ။မသိပါတော့။ကျမတို့ဒီကပိုအေးတယ်ထင်တာပဲ။အမေတွတ်တိုးနေပါလူတွေဘာပြောကြမလဲ။ဒီကလူတွေကအကုန်အထက်တန်းစားတွေကြီးပဲ။ဒါပါလေစားအုပ်လား အမေဒါကမီနူးလေသိရမလားအစားတော့စရင် ။ဟောဒါရီကအင်္ဂလိပ်လိုရေးထားတာပဲ။အမေဘာမှနားမလဲဘူး။ဘာတွေရေးထားမှန်းလည်းမသိပါဘူးကွယ်
အိုးဖေကြီးဒီဟင်းရီတစ်ခွက်တင်8000တောင်လားသမီးလေးကအဲ့ဒီပတ်စံဆိုရင်ငါတို့တစ်လသာရိတ်ခါဝေးလို့ရတယ် ဆန်ဆိုရင်လည်းအိတ်လိုက်ဝဲလို့ရတာဒီလူတွေယူနေကြလားအမေကျေးဇူးပြုပြီးတူတူပြောပါလူတိုင်းကြားကုန်တော့မယ် အဲ့ဒီချိန်မှာပဲစပွဲတို့လေးကပြုံးရှင်စွာနဲ့သူတို့စီကိုရောက်လာပါတော့တယ်ဆရာနဲ့မမတို့ဗာများမှမလဲခင်ဗျာ ဟုတ်ကဲ့ထိုင်းဟင်းရည်ရဲ့အီတလီပါစတာရဲ့ကြက်သားချောင်းကြော်နဲ့ cheese pizza တစ်ခုပေးနော် ဟုတ်ကဲ့ပါမမခဏအကြာမှတော့အစားတောက်တွေရောက်လာပါတော့တယ်သူတို့တက်ကတော့ထူးဆန်းတဲ့ပကံတွေရင်စားတောက်တဲ့ဒုတ်တန်တွေရဲ့ပေါ့ဒေါခင်ကြီးကတူးနေစားဖို့ကြိုးစားပေမဲ့ခောက်ဆွဲတွေကပြုတ်ပြုတ်ကျနေပါတယ်ဦးဖုံးမြင့်ကလည်းပါစတာအရသာကိုလုံးဝမကြိုက်ဘဲအောင်ကလည်းမျက်နှာကြီးရှုံ့မဲ့နေတော့တာပေါ့ ဟဲ့သမီးဒါရီယာပါရီလဲအမေတော့ဘာမှနားမလဲတော့ဘူးသားလေးအမေတို့ချာပါတီလေးတစ်ပြားလောက်တောင်းမေးပါအောင်ကွယ် ။ဘာပြောတာလဲခင်ဗျာ။ချာပါတီဟုတ်လား။အဲ့ဒါကဘာလဲခင်ဗျာ ချာပါတီလေးအပြားလေးလေ ။တောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်တို့စီမှာအဲ့ဒါမရှိပါဘူး တောင်းမှန်ပါတယ်သူကအိန္ဒိယစတိုင်ပေါင်မုံပြားစားချင်လို့ပါနံပြားရှိမလား ။ရှိပါတယ်မမ။ခဏနေတော့နံပြားရောက်လာပါတော့တယ်။ဒါပေမဲ့အဲ့ဒါကလေထောပတ်တွေ cheese တွေနဲ့အပြည့်ပဲပေါ့။ဒေါခင်ကြီးကတော့လုံးဝသဘောမကျပါဘူး။ဦးဖုံးမြင့်ကလည်းနှလုံးသုံးလုံးလောက်မြည်ကြည့်ပြီးတော့တော်ပြီးဆိုပြီးထားခဲ့ပါတော့တယ်။အောင်ကလည်းမစားနိုင်မေးမျက်နှာတယောက်သေးပင်အာပါတရစားနေပြီးနောက်ဆုံးမှာတော့စားလို့ပြီးသွားပါတော့တယ်။ဆရာဒါရီယာကြားတဲ့ငွေပေးပါခင်ဗျာ။ဦးဝင်းနိုင်ကဘေးကိုကြည့်လိုက်တော့ငွေကျပ်8သိန်းခွဲတောင်ဖြစ်နေပါတယ်။ဒေါခင်ကြီးရဲ့မျက်လုံးတွေလည်းပြူးထွက်မတက်ဖြစ်သွားတော့တာပေါ့ ဘာအရသာမရှိတဲ့အစားတောက်တွေအတွက်ရှစ်သိန်းခွဲတောင်လားအမေဒါကဒီလိုနေရာမျိုးမှာပေးရမယ့်ဈေးနှုန်းပဲလေသမီးအမေဘာမှနားမထောင်ချင်ဘူးဒီလောက်ပတ်စံဆိုရင်3လစာရိတ်ခါဝယ်လို့ရတယ်လာသွားကြမယ်အမေဒီမှာ10မိနစ်တောင်ထပ်မနေနိုင်တော့ဘူး ။ဒေါခင်ကြီးကစိတ်ဆိုးပြီးအပြင်ကိုထွက်သွားလိုက်ပါတော့တယ်။ဦးဖုံးမြင့်ကလည်းနောက်ကနေလိုက်သွားတော့တာပေါ့။ကိုဝင်းနိုင်ကတော့အာနာနာနဲ့ပဲဘေးရှင်းလိုက်ရပါတော့တယ်။ရန်တို့ကတော့ရှက်မရှိဘဲနှကန်းနေပြန်ဆိုးပြီးမှထွက်သွားပါတော့တယ်။နောက်တစ်ဖက်မှာတော့ပန်းနုနဲ့သမီးလေးကသူတို့အိမ်လေးထဲမှာထိုင်နေကြပါတော့တယ်။ပန်းနုရဲ့လက်ထဲမှာသမီးလေးရဲ့ကျောင်းလာကတောင်းခံလွှာရှိနေပါတယ်။ သမီးကျောင်းလာခ3သိန်းအတွက်အမေမှပတ်စံမရှိသေးဘူးအခုအမေစီမှာ4000ပဲရှိသေးတယ်ဒီနေ့သမီးအဖေစီဖုန်းဆက်ပြီးတော့မြို့ကနေပတ်စံနည်းနည်းလောက်ပို့ပေးဖို့ပြောကြည့်မယ်အမေရပါတယ်နောက်လာမှပေးလဲဖြစ်မှာပါ အဲ့ဒီချိန်မှာပဲတကားခောက်တန်ကိုကြားလိုက်ရပါတော့တယ်။ဒေါခင်ကြီးလေးဝင်လာတော့တာပေါ့။သူ့ရဲ့လက်ထဲမှာအဝိပစံကြီးလေးတစ်လုံးလေးပါပါတယ် သမီးပန်းနုနေကောင်းရလားသမီးအမေကြွပါထိုင်ပါအောင်ဘာဖြစ်လို့လဲသမီးကိုကြည့်ရတာစိတ်ညစ်နေတဲ့ပုံပဲဘာမှမဟုတ်ပါမေရဲ့ကျမသမီးလေးရဲ့ကျောင်းလာခအတွက်ပတ်စံနည်းနည်းလိုနေလို့ပါ ။ဒေါခင်ကြီးကသူ့ရဲ့အင်ဂျီစားလေးတွေကနေပစံတစ်သိန်းကိုထုတ်လိုက်ပြီးပန်းနုလက်ထဲကိုထည့်ပေးလိုက်ပါတော့တယ် ဒါလေးယူထားပါသမီးကျောင်းလာခသွားပေးလိုက်နော်အမေကျမတောင်ဘယ်လိုယူရမှာလဲသမီးကအမေရဲ့သမီးအရင်လိုပါပဲအမေတယောက်ကသမီးအတွက်ဆိုဘာမဆိုလုပ်ပေးရမှာပေါ့ ။ပန်းနုကငိုချလိုက်မိပြီးဒေါခင်ကြီးကသူ့ကိုဖတ်ထားပြီးတော့တာပေါ့။အဲ့နောက်မှာပန်းနုကရိုးရှင်းတဲ့ပင်းဟင်းနဲ့အာလူဟင်းချာပါတီလေးကိုကြွေးပါတယ်။သူတို့3ယောက်သားအတူတူစားကြပါတော့တယ်။အစားတောက်တွေကရိုးရှင်းပေမဲ့မေတ္တာတရားတွေပါဝင်နေတော့တာပေါ့။ အိုးသမီးရဲ့လက်ရာတကယ်ထူးခြားတာပဲအရင်စားလို့ကောင်းတယ်ဒီနေ့အမေချွေးမကြီးကကျင်ငါးပွင့်ဟိုတယ်ခေါ်သွားတာလေအစားတောက်တွေကတော့အမလေးဟုတ်တယ်ဖွာကျမအမေကဟင်းချက်အကောင်းဆုံးပဲဟုတ်တယ်သမီးလေးရေသမီးရဲ့အမေကတကယ်ယတနာပဲ ဒေါခင်ကြီးကပန်းနုကိုချီးမွမ်းပြီးပျော်ရွှင်စွာနဲ့ပဲပြန်သွားပါတော့တယ်။ပန်းနုကလည်းအဲ့ဒီပတ်စံတစ်သိန်းကိုတူတူချာချာသိမ်းထားလိုက်တော့တာပေါ့။သူ့ရဲ့မျက်လုံးထဲမှာဝမ်းသာမျက်ရည်တွေဝိုင်းနေပါတော့တယ်။နောက်တစ်နေ့နေ့လယ်မှာတော့ညနုကဈေးဝယ်ပြီးအိမ်ပြန်ရောက်လာခဲ့ပါတယ်။သူ့လက်ထဲမှာဈေးဝယ်အိတ်တွေ10အိတ်15အိတ်လောက်ပါလာတော့တာပေါ့။သူကနာမည်ကြီးတစ်စိတ်တွေဖြစ်တဲ့ Gucci, Prada, Zara အိတ်တွေကိုစူပါဘောကိုတင်လိုက်ပြီးတော့အင်ဂျီတွေကိုတထဲချင်းထုတ်ကြည့်နေပါတယ်။ အင်ဂျီတိုလေးတွေစကတ်တိုလေးတွေနဲ့ကြက်ထုတ်နေတဲ့ဝတ်စုံတွေကိုပေါ့အင်ဂျီတစ်ထဲရဲ့ဈေးနှုန်းကရင်တသိန်းဝဲလို့ရေးထားတော့တာပေါ့သူကအခန်းထဲသွားပြီးအသက်ဝဲလာတဲ့ဈေးကြီးပေးရတဲ့တစိပ်ပါအင်ဂျီကိုဝတ်လိုက်ပါတော့တယ်လက်ပြက်အင်ဂျီနဲ့အပြာရင့်ရောင်စကတ်တိုလေးတွေပေါ့မိတ်ကပ်တွေလိမ်တောက်ဖက်နှက်တွေစီးပြီးဒီဇိုင်နာလက်ကိုင်အိတ်ကိုဆွဲလိုက်ပါတော့တယ်ပြီးတော့မှန်ရှိပါရက်ပြီးကိုပြန်ကြည့်နေတော့တာပေါ့ ပြီးပြည့်စုံလိုက်တာလုံးဝ perfect ပဲကြည့်ရတာ model တယောက်တိုင်းပဲ မ
မြန်တို့ကသပင်ကိုပြင်ပြီးအပြင်ကိုထွက်လာပါတော့တယ်လမ်းလျှောက်နေရင်းနဲ့ဖုန်းနဲ့ကိုဓာတ်ပုံရိုက်နေတော့တာပေါ့ဒီချိန်မှာလမ်းတွေကနေရိုးရိုးရှင်းရှင်းအင်ဂျီလေးတွေဝတ်ထားတဲ့ရွာကအမျိုးသမီး3-4ယောက်ထွက်လာတာနဲ့စုံတွေ့ပါတော့တယ်သူတို့လက်ထဲမှာဟင်းသီးဟွေအိတ်တွေလည်းပါလာတော့တာပေါ့မြန်တို့ကိုမြင်တော့သူတို့ရဲကြည့်ကြပါတယ် ကြည်စမ်းမအောင်ဟဲ့ဝတ်ထားတာရှက်စရာကောင်းလိုက်တာဒီချွေးမကလေးအမေလည်းဖြစ်နေပြီ哦ဟိုးဟယ်လိုတီးကနေထွက်သွားကြစမ်းပါရှင်တို့အဖေကဝယ်ပေးထားတာလည်းမဟုတ်ပဲနဲ့ဒီရွာလူတွေကတော့စကားကိုစင်ချင်ပြောတော့မဟုတ်ရင်နာသွားမယ်ဟုတ်လားလာရိုက်လေဒီအင်ကြီးဈေးကိုသာသိရင်ရှင်တို့လန့်ပြီးသေသွားလိမ့်မယ်ရှင်တို့ကူချီဆိုတော့တောင်ကြားဘူးမှမဟုတ်ဘူးအရန်ဈေးကြီးကသိလားရှင်တို့တစ်သက်လုံးရှိုင်းအောင်ကျမရဲ့အင်ကြီးတစ်ထည်ဖို့မရနိုင်ပါဘူးချွေးမရဲ့တို့တွေကဆင်းရဲတာတော့မှန်ပါတယ်ဒါပေမဲ့ဟုတ်တယ်ရှင်တို့ကဆင်းရဲတယ်လေပြီးတော့ကြည်စမ်းမအောင်ရှင်တို့ရဲ့စုပ်ပြက်နေတဲ့ဝတ်စားတွေကကျမရှိမှရက်နေဖို့တော့မရှက်ကြဘူးလားယင်သမီးလေးဒါတော့မကောင်းလေကောင်းမကောင်းကျမပဲသိတယ်အမှန်တရားကိုပြောပြနေတာဒီမှာကြည့်လေကျမစီးထားတဲ့တောင်မြင့်ဖက်နှက်တောင်3သိန်းလောက်တန်တယ်ဒီအိတ်က3သိန်းခွဲတောင်တန်တာနော်သမီးရဲ့ဒီလိုမပြောသင့်ပါဘူးဘာလို့မပြောသင့်ရတာလဲပြောနိုင်လို့ပြောတာလေအိတ်တစ်လုံးနဲ့တင်ရှင်တို့တစ်နှစ်စာအသုံးစေးလောက်တယ်သိလားဖျားသခင်ကလူတိုင်းကိုကန်တူပေးထားတာမဟုတ်ဘူးဖျားသူပြောတာတွေကိုနားထောင်ကြည့်ပါဦးဖျားเจ้าနေလာပြောမနေနဲ့ရှင်တို့ဆင်းရဲတာရှင်တို့ကံမယ်ကျမချမ်းသာတာကျမကံအခုလမ်းဖက်ပေးကြကျမသွားเสียရှိလို့လာကြပါမတို့ရဲ့ဒီလိုအသုံးမကျတဲ့မိန်းမနဲ့စကားပြောမနေနဲ့တော့ အမျိုးသမီး3ယောက်စလုံးကခေါင်းငုံပြီးလမ်းဖယ်ပေးလိုက်ကြရပါတယ်မြန်တို့ကတော့မန်မာနာအပြည့်နဲ့ရှေ့ကိုရှောင်သွားတော့တာပေါ့စပင်းတွေတွလွန့်လွန့်နဲ့သူတစ်ပါးကိုဘလောက်တောင်နာကျင်အောင်လုပ်ခဲ့မိလဲဆိုတာသူ့လုံးဝသတိမထားမိပါဘူးစတိုင်ပြည့်နဲ့ဓပုံတွေရိုက်နေရင် ငါအရင်စတိုင်ကြတာပဲဒီရွာသားတွေကဘာသိမှလဲ အဲ့ဒီနေ့ညနေ9:00နာရီမှာတော့ပန်းတို့ရဲ့အိမ်လေးထဲမှာရွာတွေကမျိုးသမီးတချို့ရောက်နေကြပါတယ်အားလုံးကလက်ဖက်ရည်တောက်နေကြတော့တာပေါ့ပန်းတို့ကလည်းသူကိုယ်တိုင်လှုပ်ထားတဲ့မုံလေးတွေနဲ့အိတ်ခံနေပါတယ်ဒေါခင်ကြီးလည်းအဲ့ဒီမှာရှိနေပါတယ် မမကြီးရဲ့ချွေးမငယ်လေးကတကယ်ကိုလိမ့်ပါတယ်နော်လက်ဖက်ရည်ကိုစေတနာအပြည့်နဲ့ဖျော်ပေးတာဟုတ်တယ်ညီမလေးဘန်နူကငါရဲ့သမီးအရင်လိုပါပဲဒါပေမဲ့မမကြီးရဲ့ချွေးမကြီးကတော့လေဟုတ်ပါဟဲ့ဒီနေ့ပဲကျမတို့အရန်စော်ကပြောဆိုလိုက်တာလမ်းမှာတွေ့လို့ကြည်နေတာ哦သူ့ရဲ့ဈေးကြီးတဲ့ဝတ်စားတွေနဲ့ကြွားလုံးထုတ်နေတာတို့ဘိုးဘွားတွေတောင်အဲ့လိုဝတ်စားမျိုးမြင်ဖူးမှမဟုတ်ဘူးတဲ့အားလုံးတောင်းပန်ပါတယ်သမီးမြတ်နိုးကမှားသွားတာပါဒါပေမဲ့ကျမလည်းဘာမှလုပ်ပေးလို့မရဘူးလေဘသူစကားကိုမှနားမထောင်ဘူးလေအမေစိတ်မပူပါနဲ့လူဆိုတာကိုပြုတ်တဲ့ကံတိုင်းအကျိုးပေးတာပဲမှတ်လား အမျိုးသမီးတွေပြန်သွားကြပေမဲ့ဒေါခင်ကြီးရဲ့မျက်နှာမှာတော့အရှက်ရတဲ့ဝေဒနာတွေထင်ဟပ်နေတော့တာပေါ့ပန်းတို့ကသူ့ကိုနှင့်သိမ့်ပေးလိုက်ပါတော့တယ်ဒေါခင်ကြီးကတော့သူ့နားမှာပန်းနုရှိနေတာကိုပဲကျင်းနေမိနေပါတော့တယ်3-4ရက်ကြာပြီးတဲ့နောက်မှာတော့ညနေ6:00နာရီမှာမြန်တို့အိမ်မှာညစာအတွက်ပြင်ဆင်နေကြပါတော့တယ်ဒေါခင်ကြီးကမိဖို့ကြောင့်နေမှာဒီနေ့ဘာချင်းရမလဲဆိုတာစဉ်းစားနေတော့မြန်တို့ရောက်လာခဲ့ပါတယ် ဟုတ်ကဲ့ဗီဇာပူးကြီးနှစ်ပူးရဲ့ပါစတာရဲ့အေးရဲ့15မိနစ်တွင်ပို့ပေးနော်သမီးနောက်တစ်ခါထပ်မှာပြန်ပြီလားဟုတ်တယ်အမေကျမဟင်းမချက်တတ်ဘူးလေသမီးရဲ့ဟင်းမချက်တတ်ရင်လည်းအမေကိုပြောပါလားအမေအိမ်ဖော်တယောက်လောက်ငှားပေးမယ်လေနေ့တိုင်းတီဗီစာနဲ့ပါကာတွေပဲစားနေရတယ်အိမ်မှာထမင်းနဲ့ဟင်းကောင်းကောင်းမချက်ရအောင်အဲ့ဒါဆိုလဲအမေကိုယ်တိုင်ချက်စားလေဘာဖြစ်လို့လဲဘာသမီးဘာပြောလိုက်တယ်အမေကြားတဲ့အတိုင်းပဲလေဒါမှမဟုတ်လေဒါပဲစားချင်စားမစားချင်ငှက်နေပေါ့ကျမနဲ့ဘာမှမဆိုင်ဘူး သမီးမြန်တို့ အဖေလည်းဝင်မပါနဲ့ဘာမှလာပြီးပြောမနေနဲ့သမီးဒါမျိုးပြောတာမရှက်ဘူးလားယင်အမေကသမီးရဲ့ရောက်ခမလေးသမီးကိုသမီးအရင်လိုဆက်ဆံခဲ့တာသမီးအရင်ဟုတ်လားဒါဆိုသမီးအရင်လိုလွတ်လပ်ခွင့်ပေးပါလားရောက်ခမဆိုရင်လည်းရောက်ခမလိုနေပါအမြဲတမ်းဝင်မနှောက်ရှက်ပါနဲ့ဒါကျမအိမ်နားလေလားကျမအိမ်မှာကျမကြိုက်တာလုပ်မှာပဲ မြန်တို့စကားကိုအဲ့လောက်အများကြီးမပြောနဲ့ ရှင်လည်းပါဆက်ပိတ်ထားစကားတော့ကောင်းကောင်းမပြောတတ်ပဲနဲ့ဖေဟာအမေပါပြစ်မှုတွေလုပ်ခဲ့မိလို့ဒီလိုချွေးမမျိုးနဲ့တွေ့ရတာလေ ဒေါခင်ကြီးကရန်တိုင်တိုင်နဲ့အခန်းထဲဝင်သွားပါတော့တယ်ဥဖုံးမြင့်ကဘေးကနေကူတွဲပေးလိုက်တော့တာပေါ့ကိုဝင်းနိုင်ကတော့ဆိုဖာပေါ်မှာခေါင်းကိုကမ်းပြီးထိုင်နေပါတော့တယ်မြန်တို့ကတော့ဘာမှမဖြစ်တယ်လို့ပဲသူ့ရဲ့လက်သေးတွေကိုအရှက်မရှိကြည့်နေတော့တာပေါ့15မိနစ်အကြာမှာတော့တကားဘေးတီတန်ကြားရပါတယ်အစားတောက်တွေရောက်လာတာပါမြန်တို့ကတော့အာဘာတရစားနေပြီးတားဖြစ်သူကတော့မတက်သားလို့စားနေရတာပေါ့ကျန်တဲ့သူတွေကတော့ဘိုက်စားစားနေပဲအိယာဝင်သွားကြပါတော့တယ်
နောက်တစ်နေ့မနက်မှာတော့အောင်ကျောင်းကပြန်လာပါတယ်သူမျက်နှာလေးကဖြူဖြော့နေပြီးဘိုက်ကိုလည်းခဏခဏကင်နေတော့တာပေါ့ဒီချိန်မှာပဲအောင်ကအန်ချလိုက်ပါတော့တယ်ဒါနဲ့မြန်တို့ကလမ်းသွားပြီး အောင်တာဘာဖြစ်လို့လဲ အမေဘိုက်ထဲကနားနေတယ်ပြီးတော့အန်ဂျင်နေတယ် ကိုဝင်းနိုင်ကားထုတ်ပါဆရာဝန်စီတွားရအောင် အားလုံးကစီးရုံကိုအမြန်သွားကြပါတော့တယ်ဆရာဝန်ကအောင်ကိုစစ်ဆေးကြည့်လိုက်ပြီးအောင်ကအစာစိတ်တင်တာပါအများတို့သူ့ကိုဘာတွေကျွေးနေရလဲ ဆရာကျမတို့အပြင်ကပီဇာနဲ့ဘာကပဲမှားကျွေးတာပါ ဒါကအရမ်းမှားတာပဲကလေးတွေကိုနေတိုင်းအသင်စားစရာတွေကျွေးတာကအရမ်းအန္တရာယ်များတယ်ဒါကြောင့်သူတို့ရဲ့အစာချေစနစ်တွေပျက်စီးကုန်တော့အများတို့အိမ်မှာချက်တဲ့လက်လက်ဆက်ဆက်အာဟာရရှိတဲ့အစားအသောက်တွေကိုပဲချက်ပြီးကျွေးတင်နေ ကြားတယ်မလားအမေတောင်ပြောနေတာဘယ်လောက်တောင်ကြားပြီလဲဆရာရဲ့အဲ့ဒါမျိုးမဟုတ်ပါဘူးဒါကတာမန်အန်နာပါ မဟုတ်ဘူးဒါဆိုရင်ရတယ်အများတို့ဘက်ကအပြုတ်မှုတွေမပြောင်းလဲဘူးဆိုရင်ကလေးရဲ့ကျန်းမာရေးကိုစိုးစိုးရွားရွားထိခိုက်လာလိမ့်မယ်ဆရာဝန်ကဆေးတွေပေးလိုက်ပြီးအားလုံးအိမ်ပြန်လာကြပါတယ်ဒါပေမဲ့ညတို့ကတော့နားမဝင်သေးပဲဆရာဝန်မှားနေတာလို့ပဲတွေးနေတော့တာပေါ့နောက်တစ်ပတ်မှာတော့ဘန်နူတို့အိမ်မှာငွေကြေးအခက်အခဲထပ်ဖြစ်ပြန်ပါတယ်မီတာက8000တောင်ကျလာတာကြောင့်ပါဘန်နူမှာပတ်စံမရှိလို့စိတ်ညစ်ပြီးထိုင်နေတော့ဒေါခင်ကြီးရောက်လာပြီးဘန်နူလက်ထဲကိုတသိန်းတိတ်ကလေးထည့်ပေးလိုက်ပါတော့တယ် အမေတိုးနေသမီးကအမေသမီးပဲသမီးကိုကူညီတာအမေတယောက်ရဲ့တာဝန်ပဲလေ ဒါပေမဲ့ညတို့ကပြတင်းပေါက်ကနေဒါရီကိုမြင်သွားတော့ဒေါသတွေအရန်ကိုထွက်လာပါတော့တယ်သူကချက်ချင်းပဲအပြင်ထွက်လာပြီးဒေါခင်ကြီးရှေ့မှာရက်လိုက်ပါတော့တယ် ဘာတွေဖြစ်နေရလဲအမေဒီစင်းရဲသားမကိုဘာလို့ပတ်စံတွေပေးနေရလဲသမီးမြတ်တို့ဘန်းတို့ကအခက်ခဲဖြစ်နေလို့ပါအမေကျမနဲ့ကိုဝင်းနိုင်တို့ရှာထားတဲ့ပတ်စံတွေကိုဘာလို့ဒီအသုံးမကျတဲ့မိန်းမကိုပေးရတာလဲအမေကိုပတ်စံပေးတာအဲ့ဒီအတွက်ကြောင့်လားအမကျမတာကိုပြန်ပေးပါမယ်ညီပတ်စံကိုပိတ်ထားစမ်းစကားပြောပိုင်ခွင့်မရှိဘူးအခုပြန်ပေးပတ်စံ ညတို့ကပတ်စံကိုဆွဲလူပြီးဒေါသတကြီးနဲ့ထွက်သွားပါတော့တယ် ဒီအဖွားကြီးကတော့ယူနေပြီငါယောက်ျားရှာထားတဲ့ပတ်စံတွေကိုအလကားရှောက်ဝေးနေတယ် အဲ့ဒီကစပြီးညတို့ကဒေါခင်ကြီးကိုပို့ပြီးရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံလာပါတော့တယ်ဒေါခင်ကြီးကတော့ငိုနေရုံကလွဲလို့ဘာမှမတတ်နိုင်ဘူးပေါ့ရန်နေငယ်ကြားတဲ့အခါမှာတော့ညတို့နဲ့ဒေါခင်ကြီးတို့အကြီးကျယ်စကားများကြပါတော့တယ်ညတို့ကတရက်ကွက်လုံးကြောက်အောင်ဟစ်စိတ်ဆိုပြီးနောက်ဆုံးမှာတော့ဒေါခင်ကြီးကိုတွန်းထုတ်လိုက်တော့တာပေါ့ ဒီအိမ်ကနေအခုထွက်သွားအမေဒီမှာနေတာကျမမလိုချင်တော့ဘူးမြန်တို့သမီးဘာတွေလုပ်နေရလဲ ညတို့ဒါဘလို့ရိုင်းဆိုင်နဲ့ပြုတ်မှုလဲ ကျမရိုင်းညာမဟုတ်ဘူးအမှန်တရားကိုပြောနေတာဒီအဖွားကြီးကိုကျမမကြည့်ချင်တော့ဘူး အဲ့ဒီချိန်မှာပဲပန်းနုကသူ့အိမ်ကနေပြေးလာပါတယ်ဒေါခင်ကြီးမြေပြင်ပေါ်မှာလေးကြပြီးငိုနေတာကိုမြင်တော့ပန်းနုလေးဒေါသထွက်သွားပြီးညတို့ရှိမှရက်လိုက်တော့တာပေါ့ တော်လာပြီနော်အမေကိုဒီလိုမျိုးအပြုံမတွန်းထုတ်ပါနဲ့ဟွန်းနေကဝင်ပါရောက်နေကဘာမို့လို့လဲကျမလည်းဒီအိမ်ရဲ့ချွေးမပဲကျမကိုရာစာရဲ့ဇနီးလေအမေတို့မွေးစားထားတဲ့ကိုရာစာရဲ့ဇနီးပါကျမအမရှိမှတင်ဒီအိမ်ကိုအရင်ရောက်နေခဲ့တာ လူတိုင်းကလည်းအံ့ဩသွားကြပါတော့တယ်ညတို့ရောကိုဝင်းနိုင်ရောဦးဖုံးမြင့်ရောကြောင်အသွားတော့တာပေါ့ပန်းနုညီကကိုရာသားရဲ့ဇနီးလား ဟုတ်ပါတယ်ကျမကိုရာစာနဲ့တိတ်တိတ်လေးလက်ထပ်ခဲ့တာပါဒါပေမဲ့ကျမရဲ့စက်နှိမ်မှုကြောင့်လူတိုင်းကကျမကိုဒီအိမ်ကနေခွဲထုတ်ခဲ့ကြတာလေအဲ့ဒီအချိန်မှာကိုရာစာမြို့မှာအလွတ်လုံနေရပေါ့လူတွေရဲ့ကဲ့ရဲ့တန်တွေမခံနိုင်လို့ကျမအိမ်ကထွက်သွားခဲ့ပေမဲ့ကျမရဲ့မြစ်တာလူတိုင်းကိုကျမလူဖြစ်စေခဲ့တာပါအဲ့ဒါကြောင့်ဒီအိမ်မှာအမမျက်နှိုးလိုပဲကျမမှလည်းအခွင့်အရေးအပြည့်အဝရှိတယ်အေးလေညီးမှလည်းအခွင့်အရေးရှိတာပေါ့ဟုတ်ပြီညီးလဲနေသူလဲနေအားလုံးနေကြဒါပေမဲ့ဒီအိမ်ကိုငါတယောက်တည်းပဲအုပ်ချုပ်မှာသိလား ဒေါခင်ကြီးကထလာပြီးပန်းနုကိုဖတ်လိုက်ပါတယ်ဦးဖုံးမြင့်ရဲ့မျက်နှာမှာလည်းမျက်ရည်တွေဝိုင်းနေတော့တာပေါ့အဲ့ဒီနေ့ကစပြီးပန်းနုကအင်ကြီးပေါ်ကိုပြန်တက်လာပြီးအသုံးဆောင်တွေရွှေ့လာခဲ့ပါတယ်သမီးလေးလည်းအဲ့ဒီမှာပဲလာနေတော့တာပေါ့နောက်နေ့ကစပြီးပတ်ဝန်းကျင်ချင်းတွေလည်းပြောင်းလဲသွားပါတော့တယ်ပန်းနုကမနေ့တိုင်းအစိုးကြီးထားပြီးအားလုံးအတွက်လက်လက်ဆက်ဆက်စားစရာတွေကိုချက်ပြီးတော့တာပေါ့ဘဘနွေနွေချာပါတီအနှံ့တွေပဲဟင်းနှံ့တွေနဲ့ဟင်းရနှံ့တွေကတအိမ်လုံးမှာပြန့်နှံ့နေပါတော့တယ်ဒေါခင်ကြီးဦးဖုံးမြင့်ကိုဝင်းနိုင်နဲ့အောင်အောင်တို့ကပန်းနုချက်တဲ့စားတောက်တွေကိုပဲစားကြပါတော့တယ်ညတို့ရဲ့အတင်စားတောက်တွေကိုတော့ဘယ်သူမှမထိကြတော့ဘူးပေါ့။အိုးအန်ဒီဒီနေ့လေအာလူးချပါတီလုပ်ပြီးပြန်ပြီလား။အရန်စားလို့ကောင်းတာပဲ။သမီးပန်းနုသမီးရဲ့လက်ရတကယ်ကိုထူးကြတာပဲကွယ် ဟုတ်တယ်သမီးရဲ့ဟင်းတွေစားလိုက်ရမှပဲလူကလန်းဆန်းသွားတော့တယ်
ဒါတွေကိုမြင်နေရတဲ့မျက်နှာကတော့မနာလိုစိတ်နဲ့တောက်လောင်နေတော့တာပေါ့လူတိုင်းကပန်းနူကိုပဲချီးမွမ်းနေတာကိုသူလည်းမခံစားနိုင်တော့ပါဘူးအဲ့ဒါနဲ့သူကပန်းနူရဲ့ဟင်းတွေကိုဖျက်ဆီးဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်နောက်နေ့မှာပန်းနူကဟင်းချက်ပြီးအပြင်ခဏထွက်သွားတော့မျက်နှာကမိဖို့ကြောင့်နေခိုးဝင်ပြီးတော့ဟင်းတွေကိုစားတွေအများကြီးထည့်လိုက်တော့တာပေါ့တမင်းစားချိန်မှာလူတိုင်းစားကြည့်တော့ငဲနေတာပဲဒါပေမဲ့ဒေါခင်ကြီးကဒါဟာပန်းနူရဲ့အမှားမဟုတ်ဘူးဆိုတာကိုနားလည်လိုက်ပါတယ်နောက်နေ့တည့်ရက်မှာလည်းမျက်နှာကပန်းနူချက်တဲ့ဘိန်းဟင်းတွေကိုမြုပ်သီးတွေအများကြီးခိုးထည့်ပြန်ပါတယ်ဘိန်းဟင်းကဆက်လုံးလို့ဘယ်သူမှစားလို့မရပြန်ဘူးပေါ့ပန်းနူကတော့ဘာမှပြန်မပြောဘဲအားလုံးကိုတီးခံနေခဲ့ပါတယ်နှစ်ပတ်လောက်ကြာလာတဲ့အခါမှာတော့နေတိုင်းအသင်စားစားတောက်တွေပဲစားနေတဲ့မျက်နှာကိုယ်တိုင်နေမကောင်းဖြစ်လာပါတော့တယ်သူလည်းအန်နာရီဖြစ်လာပြီးဘိုက်တွေလည်းအရင်နာလာတော့တာပေါ့ဒီနေ့မှာတော့သူကသတိလက်ပြီးလေးကျသွားပါတော့တယ်လူတိုင်းလည်းလန်သွားကြတော့တာပေါ့ဒါနဲ့ပဲမျက်နှာကိုစီးရုံကိုအမြင်ပို့လိုက်ကြရပါတယ်ဆီယံဝင်းကအသင်စားစားတောက်တွေကြောင့်သူ့ရဲ့အစာချေစနစ်ကလုံးဝပျက်စီးသွားပြီလို့ပြောလိုက်တော့တာပေါ့မျက်နှာကစီးရုံမှာ3ရက်ကြာအောင်လို့နေလိုက်ရပါတော့တယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့သူဟာအားအိမ်ကုန်ခန်းပြီးနှုံးခွေနေတော့တာပေါ့ဘန်နူကသူ့အတွက်အာဟာရရှိပြီးအစာကြေလွဲတဲ့စံပြုတ်ရိပ်ဒင်းချင်းရိပ်ပဲရည်ဟင်းလေးတွေကိုပြင်ဆင်ပေးလိုက်ပါတော့တယ်ဘန်နူကိုယ်တိုင်မျက်နှာရဲ့ခန်းထဲသွားပြီးအစားအသောက်တွေကိုခွန်ကြွေးတော့တာပေါ့ပန်းနုညီအောင်ငါတွေ့ဟင်းချက်ပေးညာလားဟုတ်ကဲ့မအမနဲ့မကောင်းလေအာဟာရရှိတာတွေစားရမယ်မလားဒါပေမဲ့ငါညီးပေါ်အများကြီးမကောင်းခဲ့တာလေအဲ့ဒါတွေအကုန်မေ့လိုက်ပါတော့မရဲ့အခုတော့အမြင်နေကောင်းဖို့ပဲအရေးကြီးတယ်ဘန်နူကအောင်ကိုလည်းတေချာဂရုစိုက်ပေးပါတယ်သူ့အတွက်ကြောင်းထမင်းမှုပြင်ပေးရုံသာမကပဲကျောင်းသားတွေကိုလည်းအတူတူလုပ်ပြီးတော့တာပေါ့အောင်ကလည်းဘန်နူကိုဒုတိယအမေတယောက်လိုတောင်သဘောထားလာခဲ့ပါတယ်သမီးလေးနဲ့အောင်ကလည်းမောင်နှမအရင်းတွေလိုအတူတူစော်ကစားကြတော့တာပေါ့တဖြည်းဖြည်းနဲ့မျက်နှာလေးနေပြန်ကောင်းလာပါတော့တယ်ဒီနေ့မှတော့သူဘန်နူစီကိုရောက်လာတော့တာပေါ့ဘန်နုရဲ့ငါ့ကိုခွင့်လွတ်ပါငါညီးပေါ်မှာအရင်မားခဲ့တယ်ညီးကတကယ်စိတ်ထားကောင်းတာပဲအမှန်တော့လေငါဟင်းမချက်တက်လို့နေတဲ့အပြင်ကနေမှားကျွေးခဲ့တာပါအဲ့ဒါဝန်ခံရမှာရှက်နေလို့ပါရပါတယ်မရဲ့မချက်တက်တော့လဲဘာဖြစ်လဲကျမသင်မေးမှာပေါ့တကယ်သင်မေးမှာလားရင်ပန်းနုသိချတာပေါ့ကျမတို့နှစ်ယောက်တူတူဒီအိမ်လေးကိုပျော်ရွှင်အောင်လုပ်ကြမယ်လေအိမ်ကြီးကစပြီးဘန်နုကမျက်နှာကိုဟင်းချန်ကြီးတွေစတင်ပေးပါတော့တယ်ချာပါတီကိုဘလို့နေရတယ်ပိန်းဟင်းကိုဘလို့ချက်ရတယ်ဟင်းတွေထဲမှာဘလို့ဟင်းခတ်မှုတွေထည့်ရမလဲဆိုတာကိုအကုန်လုံးသင်ပြီးတော့တာပေါ့မျက်နှာကလည်းစိတ်ပါလက်ပါနဲ့သင်ယူခဲ့ပါတယ်ပထမဆုံးချိန်ကိုယ်တိုင်လုပ်တဲ့ချာပါတီလေးဟာလည်းနဲ့တော့မိကျွမ်းသွားပေမဲ့လည်းသူကအရင်ပျော်နေပါတယ်ရနေငယ်ကြာမှတော့မျက်နှာဟင်းချက်တာတော်လာခဲ့ပါပြီတနေ့မှတော့သူဟာမိသားစုတစ်စုလုံးအတွက်ပိန်းဟင်းလေးချက်ပေးပါတယ်အားလုံးကပိန်းဟင်းရိပ်ချာပါတီရိပ်အာလူးဟင်းရိပ်အတုပ်လေးရိပ်ကိုစားပြီးမျက်နှာကိုချီးမွမ်းကြတော့တာပေါ့။အိုးသမီးမျက်နှာသမီးကတလောက်ကောင်းတဲ့ဟင်းတွေချက်တက်နေပြီလားအမေတော်မယုံနိုင်ဘူး။ချွေးမဒီနေ့တော့တကယ်တော်ရီကွယ်အရင်အရသာရှိတာပဲ။အမေချက်တာတကယ်ကောင်းနေအခုဆိုကျွန်တော်เจ้าမှာရှင်မကွဲတော့ဘူးပေါ့။ဒါရီအားလုံးကပန်းနုကြောင့်ပါ။သူကကျမကိုတင်မေးခဲ့တာလေ။ပန်းနုမင်းကတကယ်တော်တာပဲ။ညနိုးတောင်ပြောင်းလဲအောင်လုပ်ပေးနိုင်တယ်နော်။အမကိုယ်တိုင်ကလည်းပြောင်းလဲချင်စိတ်ရှိလို့ပါ။ကျမနည်းနည်းပဲကူညီပေးလိုက်တာပါ။အဲ့နောက်မှာတော့တရားလုံးကလည်းညနိုးရဲ့အလှပတွေမကဘဲပြောင်းလဲသွားတဲ့ပြုမှုကြောင့်အံ့ဩနေကြပါတယ်။ဒီနေ့မှရွာတွေကလူတချို့အင်ကိုရောက်လာတဲ့အခါညနိုးကလှိုက်လိမ့်လေးလေးကြိုဆိုတော့တာပေါ့။အန်တီတို့ကြွပါအောင်လက်ဖက်ရည်တောက်ပါအောင်ရှင်။ဟောချွေးမလေးကပြောင်းလဲသွားလိုက်တာ။အန်တီတို့ကျမကိုခွင့်လွှတ်ပေးပါ။အဲ့ဒီနေရာကျမအရင်မှားသွားတယ်။ရပါတယ်သမီးရဲ့။သမီးပြုတ်ပြင်ပြောင်းလဲသွားတာမြင်ရတော့ဝမ်းသာပါတယ်ကွယ်။ညနိုးကလူတိုင်းကိုအိမ်ထဲခေါ်ပြီးသူကိုယ်တိုင်ဖြောတဲ့လက်ဖက်ရည်နဲ့အိတ်ခံပါတယ်။လူတိုင်းကလည်းသူ့ကိုချီးကျူးကြတော့တာပေါ့။ဒေါခင်ကြီးကတော့ဂုဏ်ယူစားနေပြီးကြည်နေပါတော့တယ်။အခုဆိုရင်မိသားစုတစ်စုလုံးမှာပျော်ရွှင်မှုတွေပြည့်နှက်နေပြီပေါ့။အောင်နဲ့သမီးလေးကလည်းအတူတူစော့ကြပါတော့တယ်။ကိုဝင်းနိုင်လည်းသူ့မိမပြုတ်ပြင်ပြောင်းလဲသွားလို့ပျော်နေတော့တာပေါ့။ဦးဖုံးမြင့်နဲ့ဒေါခင်ကြီးကလည်းချွေးမနှစ်ယောက်လုံးစီကမေတ္တာတရားတွေအပြည့်အဝရရှိနေကြပါတယ်။ပန်းနုနဲ့မျက်နှာဟာလည်းအခုဆိုရင်တကယ်ညီမအရင်းတွေလိုဖြစ်သွားပြီးတယောက်ကိုတယောက်ကူညီဖေးမှရင်နေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။